အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့ Canva ကိုမသုံးသပ်သေးသူများအတွက်ပေါ့နော်ဒီ flyer လုပ်နည်းလေးပေါ့နော်လက်ကမ်းကြော်ညာစာလုပ်နည်းလေးကိုမျှဝေပြီးသွားပါပြီဖြစ်ပါတယ်ဥစ္စာကျွန်တော်တို့ဒီ Canva application เนาะ software တွေပဲဖြစ်ဖြစ်ဒါမှမဟုတ် website နေပြီးတော့ canva.com ဆိုပြီးတော့ပဲဖြစ်ဖြစ်ဝင်လိုက်ပေါ့ဝင်ပြီးရင်ကျွန်တော်နော်စာရွက်ကိုလက်ကမ်းကြော်ညာစာရွက်ကိုဗာနဲ့လုပ်လာတယ် A4 နဲ့လုပ်လာတယ်နော်ကိုစိုက်လေ A3 လားစ A5 လားစာရှိတဲ့ဖြစ်ကိုလိုချင်တဲ့ site ကိုရှားမှာပေါ့နော်ကျွန်တော်တို့ဒီမှာ A4 နဲ့လုပ်မှာပေါ့ဒီနေရာလေးကိုရိုက်ရှာမှာပေါ့နော်ကျွန်တော်ဒီမှာ A4 နော် A4 စာရွက်လေးနဲ့ကျွန်တော်ဒီ landscape ထားမယ်ပေါ့နော်ဒီကိုထားမယ်ဆိုရင် landscape ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီdownload ထားမယ်ဆို portrait ပေါ့နော်ကျွန်တော်အခု landscape ထားမယ်ဒီပါလိdownload လက်စားအဲ့ဒါဆိုရင်ကျွန်တော် before survey လေးရလာပြီအဲ့မှာကျွန်တော်ကအသက်လုပ်ပြီးသားနော်ယူမယ်ပေါ့အသက်လုပ်ပြီးသားဗာလေးလုပ်ယူမယ်ပေါ့နော်ယူမယ်ဆိုတော့ကျွန်တော်ရှားမယ် design ဆိုတဲ့နေရာလေးကိုနှိပ်မယ်ဒါတော့ဆောင်းလာရှာလာ flyer ဆိုရနော်တကယ်လို့မရှိရင်ရိုက်ရှာလိုက်ပါ FL YER flyer ဆိုပြီးရှာလိုက်မယ်ဆိုရင်ဒီကြော်ညာ design တွေအများကြီးရှိတယ်နော်အဲ့ဒီထဲမှာကိုကဘယ်လိုပါကြော်ညာ marketing flyer နော်အစရှိတဲ့ပြဒီထဲမှာ promotion နဲ့ flyer နော်ဒီထဲကစရှိတဲ့ကိုကြိုက်ရပါတော့ကိုကရွေးသုံးလို့ရပါတယ်ဥပမာကျွန်တော်ဒါလေးကိုယူလိုက်မယ်ပေါ့ဒါလေးယူလိုက်မယ်ဒီမှာဝင်လာပါပြီအဲ့မှာကျွန်တော်ကဒီမှာကိုဘာကြော်ညာကျင်တာလဲကြော်ညာကျင်တဲ့ဟာလေးတွေကိုနော်ဒီမှာပုံလေးတွေထည့်မယ်နော်ဒါလေးကိုနှိပ်မယ်ဒါ right click နှိပ်လိုက်ပြီကျွန်တော်ဖြတ်မယ်ပေါ့နော်ဒါလေးဒီမှာဖြတ်သွားပြီပေါ့နော်control နဲ့ပြန်ခေါ်လို့ရတယ်ဒီနေရာလဲအဲ့လိုပဲကျွန်တော်ဒီနေရာကျွန်တော်ဖြတ်မယ်ဆိုတော့ဒီမှာအမိုက်ပုံလေးကြည့်ရအမိုက်ပုံလေးနှိပ်လိုက်မယ်ဘာကိုဖြတ်မှာလဲဘာကိုဖြတ်မှာလဲဓာတ်ပုံဖြတ်မှာလားဓာတ်ပုံဖြတ်မယ်ဆိုရင်ဓာတ်ပုံကိုဒီ delete image ဆိုတာလေးကိုနှိပ်မယ်ဒါမှမဟုတ်ဘောင်ကိုဖြတ်မှာလားဘောင်ကိုဖြတ်မယ်ဆိုဒီလောက်တဲ့ဘောင်ကိုဖြတ်မယ်ဆိုရင် delete frame ပေါ့နော်အဲ့ဒါလေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ template ကိုကျွန်တော်ယူထားပြီးလားကျွန်တော်တို့ကအစားထိုးရုံပဲဆိုလို့ချင်းเนาะကျွန်တော်ဒီမှာ delete image ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်เนาะအဲ့မှာကျွန်တော်ဒီနေရာမှာထည့်မယ်ကျွန်တော်ရဲ့ပုံလေးတွေကို logo အစရှိတဲ့ဖြစ်ဓာတ်ပုံဒီမှာလာထည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မှာဓာတ်ပုံရှိမယ်ဆိုရင်ဓာတ်ပုံထည့်ရုံနဲ့ဓာတ်ပုံမရှိဘူးဆိုရင်ဒီမှာ upload ဆိုတာလေးကိုနှိပ်မယ် file တွေကတွားယူမယ်ကျွန်တော်ထားလိုက်တဲ့နေရာကျွန်တော်ဒါလေးကို upload လုပ်လိုက်မယ်နော်ဒီပုံမှာညာဆိုရင်ဒီနေရာမှာ upload လုပ်ပြီးပြေးပြီးဆိုရင်ဒီမှာလာပေါ်လိုက်ပြန်ပြေးသွားပြီဒါကိုကြီးမယ်ဆိုတော့ဒီကနေပြည့်ဆွဲလိုက်မယ်ဝင်လုပ်မယ်ဒီနေရာလောက်မှာကျွန်တော်လေးထည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီပုံလေးကဒီတဲ့ကိုဝင်သွားမှာပဲဖြစ်ပါတယ်နော်ဒီမှာသူ auto ဒီမှာချိန်ဝါပြီးတယ်ပေါ့ဒီပုံစံလေးနော်ဒီပုံစံလေးနဲ့ကြည့်မယ်ဒီကောင်ဆိုလည်းအဲ့လိုပဲကျွန်တော်တို့ကဘာပဲဖြတ်မှာလဲဓာတ်ပုံပဲဖြတ်မယ်ဆိုရင်ဘောပုံလေးကိုပဲလောက်ရမယ်ဟုတ်ပြီကျွန်တော်ကဒီပုံလေးထည့်ပါလားဒီပုံထည့်လိုက်ဒီချုံးတဲ့အတိုင်းဒါလေးကိုဒီဗီဒီယိုမှာထည့်အောင်နော်ဒီတော့လာပြီးထည့်လိုက်ဒါဆိုရင်ပုံလေးကရပြီအဲ့ဒါသူက auto ထည့်သွားပြီးတာဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကိုကဘာလို့ရောင်းပါလဲဘာကြော်ညာလဲဒီနေရာမှာကိုအဲ့ဒါဒီရိုက်ထည့်မယ်နော်ဒီမှာဒီမှာလုပ်ကိုလို့ချင်တာကိုရိုက်ထည့်ပါနော်ကားဆိုအစားရှိတဲ့ဖြစ်ကိုရောင်းမဲ့ဟာလေးကိုရိုက်ထည့်မယ်ဒီမှာဆိုလို့ရှိရင် discount ဘယ်လောက်ချတယ်60%အဲ့ဒါကိုပြင်ဆင်လို့ရတယ်နော်ဒီမှာဆိုလို့ရှိရင် more information ပေါ့နော်ကိုယ့်ရဲ့တကယ်ချက်လက်လေးတွေပါအောင်နော်သူတို့ဒီကိုလက်ချက်လက်ပေးချင်တာလေဒီအောက်မှာကိုယ့်ကိုဖြည့်ပါမယ်ပေါ့လိုအပ်တဲ့ဒီက icon လေးတွေလိုချင်လို့ချင်းတော့ကျွန်တော်ဒီမှာကျွန်တော် Facebook တို့ Line တို့အစရှိတဲ့ပြင်ဆက်တွဲရမယ့်ဟာလေးကိုလိုချင်တယ်ဒီက icon ပုံစံလေးရုပ်ပုံလေးလိုချင်တယ်ဆိုရင်ဒီမှာ element ဆိုတာလေးရှိတယ်ဒီမှာ element လို့နေတယ်ကျွန်တော် Facebook icon လေးလိုချင် Facebook icon ဆိုတော့ဒီမှာ POK
icon လေးပေါ်လာတယ်ဒါလေးပြတ်နေလိုက်မယ်ဆိုရင်ဒီမှာပေါ်လာမှာဖြစ်ပါတယ်ဒီကနော် Facebook logo ဆိုရင် Facebook နဲ့ပတ်သက်တဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်နော်ဒီဟာလေးကိုဒီမှာလာပြီးတော့ထည့်လို့ရတယ်ပြီးရင်ဒီမှာလိုအပ်တယ်လို့ချင်းလိုက်မယ်ပြီးတော့ဒီနေရာနေတော့ဒီနေရာနေတော့ဖိဆွဲပြီးတော့ဒီမှာလိုအပ်တဲ့နေရာမှာထားလို့ရနော်အဲ့တော့ color တွေ change နေတယ်ဆိုရင်ဒီအနက်ရောင်ကြီးကိုကျွန်တော် change နေတယ်ဆိုဒီနေရာလေးတစ်ချက်နှိပ်မယ်ဒီမှာတွေ့လား color change တဲ့နေရာလေးဒါလေးနှိပ်မယ်ဘာရောင်ပြောင်းချင်တယ်လဲဆိုရင်ဒီနေရာမှာနော် color box ရှိတယ်အဲ့ဒီနေရာမှာကိုယ်ကဒီဘာရောင်လေးလိုချင်တာလဲဘယ်ရောင်လေးလိုချင်လားဘယ်ရောင်လေးနဲ့အဲ့ဒီမှာရောင်ပြောင်းပါမယ်တော့အဲ့ဒီတော့ဆိုနားလည်မယ်ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲကျေးဇူးတင်ပါတယ် Bye bye.